ကိုလို့ရင်ကို formula ပဲအဝေးစဉ်းစားစရာမလိုဥပမာစိုင်းတစ်ဆိုင်ဖွင့်တဲ့လူ2ယောက်ရှိတယ်တယောက်ကသူများဆိုင်ဘယ်လိုရောင်းလဲကြည့်တယ်ဈေးနှုန်းကူးတယ်ပုံစံလဲကူးတယ်နောက်ဆုံးတော့သူ့ဆိုင်ကသူများဆိုင်ရဲ့မိတ္တူပဲဖြစ်သွားတယ်နောက်တစ်ယောက်ကကိုဖောက်တယ်ဘာလို့ခြင်းလဲဆိုတာကိုကြည့်တယ်ကိုရဲ့အားသာချက်ကဘာလဲဆိုတာလဲသိတယ်ကိုရဲ့နီလန်နဲ့ဘယ်လိုပိုကောင်းအောင်လုပ်မလဲဆိုတာလဲစဉ်းစားတယ်နောက်ဆုံးသူကဆိုင်မတူပုံစံမတူအရာသာမတူအဲ့ဒါကြောင့်လူတွေမှတ်မိသွားတယ်ဘဝလည်းဒီလိုပဲကိုလို့ရင်ကို formula ပဲအဲ့တော့အဝေးစဉ်းစားစရာမလိုပါဘူးသူများအောင်မြင်တဲ့နီလန်းကိုပဲလိုက်ကူးမနေပါနဲ့ကိုရဲ့အားသာချက်နဲ့ကိုရဲ့နီလန်းကိုတိဆောက်ပါသူများလန်းကသူများအတွက်မှန်နိုင်တယ်ကိုလန်းကတော့ကိုအတွက်ပဲမှန်တတ်တယ်သူများ formula နဲ့ကိုဘဝကိုမတွက်ပါနဲ့ကို formula နဲ့ကိုဘဝကိုတွက်မှအဖြေမှန်မယ်